ဒီ lesson မှာတော့Visual Studio 2017ကိုဘယ်လို install လုပ်မလဲဆိုတာစပြီးကြည့်အောင်เนาะအဲကြတော့ Visual Studio 2017ကိုစပြီးတော့ install လုပ်မယ်ဆိုလို့ရှိရင်เนาะဒီခုနပြောတဲ့ရင်း session ပြောတဲ့ https www.asp.net ဒီ website ကိုသွားပါမယ်နော်ဒီ website ကတော့ဒါ asp.net development နဲ့ပတ်သက်တဲ့information အပြည့်အစုံရှိပါတယ်ဘယ်လို install လုပ်ရမလဲ tutorial တွေ video tutorial တွေเนาะအပြည့်အစုံရှိပါတယ်ဆိုတော့အခု asp.net website ကိုရောက်လာပြီးတဲ့အခါမှာ home ကို click လုပ်လိုက်မယ်เนาะ home ကို click လုပ်လိုက်လို့ရှိရင်ဒီမှာ download Visual Studio 2017ဆိုတဲ့ button တွေ့ပါမယ်เนาะဒီ download ဒီ Visual Studio 2017ကို install လုပ်လိုက်လို့ရှိရင်เนาะ development အတွက်သုံးပြီးလို့ရတဲ့ editor เนาะ IDE ထွက်လာမယ် IDE install လုပ်ပေးမယ်နောက်ပြီးကြလို့ရှိရင် .NET framework library တွေ install လုပ်ပေးမယ်နောက်ပြီးရင် .NET core library တွေ install လုပ်ပေးမယ်နောက် database install လုပ်ပေးမယ်နောက်ပြီးကြရင် IIS server install လုပ်ပေးမယ်ဒါဆိုလို့ရှိရင်.NET ASP.NET development အတွက်ဒါလုံလောက်တဲ့ component တွေဖြစ်ပါတယ်ဒါကြောင့်ဒီမှာ install လုပ်လိုက်လို့ရှိရင် all in one လိုအပ်တာတွေအားလုံး install လုပ်ပြီးသားဖြစ်ပါမယ်အဲကြတော့အခုဒီ download Visual Studio 2017ကို click လုပ်လိုက်မယ်အဲဒီလို click လုပ်လိုက်ရဆိုလို့ရှိရင်เนาะဒီ page ကိုရောက်လာမှာမယ်အဲဒီမှာဒီမှာ Visual Studio IDE เนาะ Visual Studio IDE အောက်တမှာအခုlatest version က2015မဟုတ်တော့ဘူး community 2017အဲ့ဒီမှာ version 3ခုရှိပါတယ် community 2017ရဲ့ professional 2017ရဲ့ enterprise 2017ရဲ့ဆိုပြီးတော့version 3ခုရှိပါတယ် community 2017ကတော့ဒါ developer တွေ standalone developer တွေနဲ့ student တွေအတွက်ဒါ free ပေးထားတဲ့ version ဖြစ်ပါတယ်ဒါပေမဲ့ very good enough to develop the full ASP.NET application တွေအတွက်development လုပ်ဖို့ရအတွက်ဒါလုံလောက်တဲ့ environment ဖြစ်ပါတယ်ဒါကြောင့်မလို့အခု community 2017ကို install လုပ်မယ်เนาะ professional 2017နဲ့ enterprise 2017ကတော့ဒါ paid version တွေဖြစ်ပါတယ်ဒါလည်းသူတို့ဝယ်မှရမယ်เนาะအဲကြောင့်မလိုအပ်ပါဘူးအခု community 2017ကို install လုပ်ပါမယ်အဲကြတော့ဒီ community 2017ကို click လုပ်လိုက်လို့ရှိရင်ထုံးစံတိုင်းပဲဒီမှာ EAC file ထွက်လာမယ် installation EAC file ထွက်လာမယ်ဒါကိုကျွန်တော်တို့ keep လုပ်လိုက်မယ် keep လုပ်လိုက်ပြီးလို့ရှိရင်အဲ့ဒီကောင်ကို run လိုက်မယ် run လိုက်လို့ရှိရင်သူစပြီးတော့ run ပါမယ်run လို့တော့ကြာတဲ့အခါမှာဒီမှာသူက screen တစ်ခုထွက်လာမယ်ဒီ screen မှာတော့ဘယ် component တွေ install လုပ်မလဲဆိုတာ choose လုပ်ဖို့ဖြစ်ပါတယ်Visual Studio 2017ဟာဆိုရင်เนาะ Microsoft environment Microsoft development အတွက်ဒါ common IDE ဖြစ်ပါတယ် common development environment ဖြစ်ပါတယ်ဒီ Visual Studio 2017ကိုသုံးပြီးတော့C# နဲ့ develop ဒီမှာuniversal window platform development တွေเนาะ C# နဲ့လုပ်မလားเนาะ VB နဲ့လုပ်မလား JavaScript နဲ့လုပ်မလား C++ နဲ့လုပ်မလားလုပ်လို့ရတယ်เนาะ .NET desktop development တွေလုပ်လို့ရတယ်เนาะ Windows Phone တွေ normal Windows application တွေเนาะ develop လုပ်ချင်လုပ်လို့ရတယ်เนาะdesktop application with C++ကိုသုံးပြီးတော့ normal Windows application တွေเนาะ develop လုပ်လို့ရတယ်ဒီမှာကျွန်တော်တို့စိတ်ဝင်စားတဲ့ ASP.NET and web development เนาะ ASP.NET ကိုသုံးပြီးတော့ရှင် web development လုပ်မလားเนาะနောက် Python development လုပ်ရှင်လုပ်လို့ရတယ် data storage and processing data storage နဲ့ပတ်သက်တဲ့ project တွေလည်းဒီမှာဆောက်လို့ရတယ် Azure development တွေ Node.js development တွေနောက် data science analytical application တွေဒါတွေဒီ Microsoft development နဲ့ပတ်သက်တဲ့เนาะ development တွေအားလုံးကိုဒီ IDE ထဲမှာเนาะ Visual Studio community 2017နဲ့မှာအားလုံးလုပ်လို့ရပါတယ်ဒါကြောင့်ဒီမှာအကုန်လုံးရှောက်ပြီးရွေးတယ်ဆိုလို့ရှင်တော့ဒါနောက်ပြီးကြလို့ရှင်ဒါဟိုပေါ့မလိုအပ်တာတွေကိုနဲ့မဆိုင်တာတွေလည်းအများများလာပြီးတော့ရှုပ်ထွေးလာမှာပေါ့အဲဒီကြတော့ကိုအဓိကလိုအပ်ချင်တာဒါကိုပဲเนาะ install လုပ်ဖို့ရအတွက် recommend လုပ်ပါတယ်เนาะအခုဆိုလို့ရှိရင်
ကျွန်တော်တို့က ASP.NET and web development ဒီကောင်ကိုစိတ်ဝင်စားတဲ့အတွက်ဒီကောင်ကို click လုပ်တယ်ဒီကောင်ကို click လုပ်လိုက်လို့ရှိရင်ဒီမှာเนาะဒီကောင်ကို click လုပ်လိုက်လို့ရှိရင်ဒါ automatic ဒီကောင်လေးသူစီเนาะ selected ဖြစ်လာတယ်เนาะ ASP.NET MVC4 ဒီကောင်ကတော့ automatic ပါထားပြီးဒီကိုနဲ့ရှိတာပြီးသားပြတဲ့အတွက်ဒီမှာ click လုပ်ထားပါဘူးเนาะ .NET framework တူ install လုပ်မယ် container development tools တွေ cloud explorer profile စသဖြင့်ဒီ ASP.NET web development လိုအပ်တဲ့เนาะ option တွေအားလုံးဒီမှာ select လုပ်ထားပြီးသားဖြစ်ပါတယ်ဒီတိုင်း default ဒီတိုင်းရွေးလိုက်လို့ရတယ်ဒီမှာတစ်ခုကြည့်စရာဒီကောင်ကို click လုပ်လိုက်တာနဲ့ပြန်နေ install size က 5.19 GB ဆိုတော့ကြတော့အခု installation size ဒီ 5.19 ဒီ web development အတွက် installation size ဒီ 5.19 GB ဒါ package တွေကြာလာမှာဖြစ်ပါတယ်เนาะအဲ့ဒီမှာအခုဒီကောင်ကိုเนาะဒီ slide bar ကိုအောက်ကိုဆွဲလိုက်ရဆိုလို့ရှိရင်တော့နောက်ထပ်ဒီမှာလုပ်လို့ရတဲ့ environment တွေရှိမယ်เนาะအဲ့ဒီမှာ mobile development with .NET ဒီမှာ Visual Studio ကိုသုံးပြီးတော့ mobile development လုပ်ချင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီကောင်ကို select လုပ်ဖို့လိုပါတယ်ဒီကောင်ကိုသုံးခြင်းအပြင် iOS အတွက်เนาะ iOS အတွက်ကျွန်တော် develop လုပ်လို့ရမယ် Android အတွက် develop လုပ်လို့ရမယ်နော် Windows တွေလည်း develop လုပ်မလို့ရမယ်နော်သူရဲ့ package ကတော့ Xamarin package ဖြစ်ပါတယ်နော် Xamarin tools နဲ့Xamarin framework ခေါ်မှာပေါ့နော် Xamarin framework နဲ့ကျွန်တော်တို့ကXamarin library နဲ့ကျွန်တော်တို့ကနေပြီးတော့ develop လုပ်မှာဖြစ်ပါတယ်ဒါပေမဲ့တခုဒီမှာ game development တွေလုပ်လို့ရတယ်เนาะ mobile development with javascript ကိုသုံးပြီးတော့ mobile development လုပ်ချင်လုပ်လို့ရတယ်ဒါ Xamarin နဲ့လုပ်တာပေါ့ဒါJavaScript နဲ့လုပ်တာပေါ့เนาะဒီမှာလဲ Android အတွက် iOS အတွက် UWP application တွေအတွက်เนาะဒါ Apache server Apache environment အတွက်ဒါဆိုလို့ရှိရင်တော့ဒီကောင်ကိုရွေးမှာပေါ့เนาะ game development နဲ့ C++ နဲ့ game development တွေလုပ်လို့ရတယ်เนาะ Unity နဲ့ game development တွေလုပ်လို့ရတယ် mobile development တွေC++ သုံးပြီးလို့ရှိရင် mobile development တွေလုပ်လို့ရတယ် Linux environment C++ သုံးပြီးတော့ Linux environment နဲ့သုံးရင်လည်းမှာလည်း develop လုပ်လို့ရတယ်နော်အဲကြကိုကြိုက်တာရွေးပေါ့ဒီမှာအခုကျွန်တော်ဒီမှာ mobile development with .NET ဆိုတော့ရွေးလိုက်တာနဲ့ပြိုင်နေ installation size ဒီခုနက 5GB plus ကနေပြီးတော့ဒီမှာ 31.17GB ဖြစ်လာတယ်နော်ဒါ installation size က MDAN ကိုကြီးလာပါတယ်နော်ဒါကြောင့်မလို့ connection ကတော့ကောင်းဖို့လိုတယ်နော်ဒီ installation လုပ်မယ်ဆိုလို့ရှိရင် connection ကောင်းတဲ့နေရာကိုသွားပြီးတော့နော် installation လုပ်ဖို့လိုပါတယ်အချိန်လည်းတော်တော်ကြာသုံးဖို့လိုပါတယ်အဲ့ဒီကြတော့ကိုပရမအောင်ဆုံးအနေနဲ့တော့ဒီ Xamarin ကိုเนาะ click မလုပ်သေးပဲနဲ့เนาะဒီ ASP.NET and web development ဒီကောင်ကို click လုပ်ပြီးတော့ install လုပ်ပေါ့เนาะဒါဆိုရင်တော့ 5.19GB ဆိုတော့ကြာ 5.2GB ဆိုတော့ကြာသိမကြည့်ဘူးပေါ့เนาะဒါ acceptable ပဲဖြစ်တယ်เนาะအဲကြောင့်ပထမအောင်ဆုံးအခုဒီ tutorial အတွက်ဆိုရင်အခုဆက်သွားမယ့် tutorial အတွက်ဆိုလို့ရှိရင်เนาะဒီကောင်ကို click လုပ်ရင်လုံလောက်ပါပြီကျန်တဲ့ကောင်တွေ click မလုပ်ခွင့်နဲ့ဒီကောင်ကို click လုပ်ပြီး install လုပ်ရင်လုံလောက်ပါပြီเนาะဒီကောင်ကို click မလုပ်သေးဘူးเนาะပထမအဆုံးမှာဒီကောင်ကို click မလုပ်သေးဘူးเนาะအဲ့ဒီတော့ install လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါအခုစပြီး install လုပ်ပြီပေါ့เนาะဒါအချိန်တော်တော်ကြာစောင့်အောင်ပေါ့အခု install လုပ်တဲ့အခါမှာinstall လုပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒါ boot လုပ်ဖို့လိုတယ်ဆိုပြီးတော့သူကနေပြီးတော့ system ကို restart လုပ်ခိုင်းပါမယ်တကယ်လို့ error ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီမှာsetup complete with the failure ဆိုပြီးတော့ error ပြပါတယ်ဒီမှာ view log ကို click လုပ်လိုက်လို့ရှိရင်ဘာကြောင့် error ဖြစ်တယ်လဲလိုက်ပြီးကြည့်လိုက်ရင်ဒီမှာ there is not enough space on the disk or disk space full ဖြစ်သွားတဲ့အတွက်ဒါ error ဖြစ်တာဒါဆိုရင်ဘာလုပ်မလဲဆိုတော့ကျတော့ကိုယ့်ရဲ့ disk space ကိုအရင်ဆုံး clean up လုပ်မယ် clean up လုပ်ပြီးလို့ရှိရင် modify ကို click လုပ်ပြီးရင်ဆက်ပြီး install လုပ်လို့ရပါတယ်ဟုတ်ပြီနော်ဒါအဓိက installation ပိုင်းပေါ့အဲ့ဒီမှာကိုက line သိမ့်မကောင်းလို့เนาะ online ဒီ online install လုပ်ရတာ line သိမ့်မကောင်းတဲ့အတွက်เนาะကိုက installation package ကို download လုပ်ပြီးတော့မှ install လုပ်ချင်တယ်ဆိုရင်လည်းလုပ်လို့ရပါတယ်เนาะအဲ့ဒီ information ကတော့ဒီ website မှာเนาะဒီ website မှာเนาะဘယ်လိုလုပ်ရတယ်လဲဆိုတာဒီမှာဒီ website မှာဘယ်လိုလုပ်ရတယ်လဲဆိုတာသူပြထားပါတယ်เนาะ
ဒီကောင်ကို run ရမယ် run ပြီးလို့ရှိရင်ဒီ command တွေ run ရမယ်ဒီ command တွေ run လိုက်လို့ရှိရင်ဒါ read တစ်ခုထဲမှာလိုအပ်တဲ့ installation package ရလာမယ်အဲ့ရလာတဲ့ installation package ကိုthumb drive ထဲဒါမှမဟုတ်လို့ရှိရင်လည်း DVD ထဲကို ban လုပ်ပြီးတော့เนาะ memory stick ထဲကိုထည့်ပြီးတော့ဒါ installation လုပ်လို့ရှိရင်ရပါတယ်เนาะအဲ့ဒီနေရာပို့ပြီးတော့ကောင်းမှထင်တယ်เนาะ try လုပ်ကြည့်ပေါ့တော့ online နဲ့ try ကြည့်ဒီ online နဲ့ try ကြည့်တကယ် online နဲ့ try ကြည့်လို့အဆင်မပြေဘူးဆိုလို့ရှိရင်เนาะခုဒီ website ကိုသွားပြီးတော့ဒီ website ကိုသွားပြီးတော့ဒီ method ကို try လုပ်ကြည့်ပေါ့เนาะ okay ဒါဆိုလို့ရှိရင်เนาะဒါ Visual Studio 2017 installation ရပါပြီတကယ်လို့အခက်အခဲရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီကို email လှမ်းပြီးပို့ပါเนาะလှမ်းပြီးမေးလို့ရပါတယ်เนาะ Facebook ကနေဆက်သွယ်ပြီးတော့เนาะမေးလို့ရပါတယ် Messenger ကနေဆက်သွယ်ပြီးတော့မေးလို့ရပါတယ်